နဲ့ဝေဆုံးကိုသူထွက်သွားပြီးကိုရောကိုရာရာမြည်တဲ့တည်းရလွမ်းတွေနေရာတိုင်းဟာလွမ်းဆိုလို့ကဲဆိုဆုံးဖြတ်ခဲ့ပြီးသားပါကိုဘဝကိုအချောင်းပဲဘာတွေပြောလဲသူတယောက်တည်းချစ်ခဲ့ရကိုတယောက်တည်းသာကုဆိုတာကအားကြောင့်ဘာတွေပြောလဲချစ်တုံးနဲ့မသက်ဆိုင်နာကိုတယောက်နားလဲပေးထားလုံးလောက်ဖူလားတို့တယောက်ချစ်တာပြန်စင်လားကိုတယောက်တည်းသာကုဆိုတာကသူမသက်ဆိုင်ဘူးတာဖြစ်ချင်မို့ကိုလူဝဲလားတွေ့တို့စကားတွေလည်းကားမို့ပြန်သာပြန်ခဲ့တော့ရင်ဆိုင်ကြစို့နော်ဆုံးကိုသူထွက်သွားပြီးကိုရောကိုရာရာမြည်တဲ့တည်းရလွမ်းတွေနေရာတိုင်းဟာလွမ်းဆိုလို့ကဲဆိုဆုံးဖြတ်ခဲ့ပြီးသားပါကိုဘဝကိုအချောင်းပဲဘာတွေပြောလဲသူတယောက်တည်းချစ်ခဲ့ရကိုတယောက်တည်းသာကုဆိုတာကဘာကြောင့်ဘာတွေပြောလဲချစ်တို့နဲ့မသက်ဆိုင်နာကိုတယောက်နားလေပေးထားလုံးလောက်ဖူလားကိုတယောက်ချစ်တာပြန်စင်လားကိုတယောက်တည်းသာကုဆိုတာကသူမသက်ဆိုင်ဘူးတာဖြစ်စမို့ကိုလူဝဲလားတွေ့တို့စကားတွေလည်းကားဖို့ပြန်သာပြန်ခဲ့တော့ရင်ဆိုင်ကြစို့နော်ကိုတယောက်တည်းသာအခုဆိုထားကဘာကြောင့်ဘာတွေပြောလဲစစ်တုံးနဲ့မသက်ဆိုင်နာကိုတယောက်နားလဲပေးထားလုံးလောက်ဖူလားကိုတယောက်ချစ်တာပြန်စင်လားကိုတယောက်တည်းသာအခုဆိုထားကသူမသက်ဆိုင်ဘူးတာဟိစမို့ကိုလူဝဲလားတွေ့တို့စကားတွေလည်းကားဖို့မြန်သာပြန်ခဲ့တော့ရင်ဆိုင်ကြစို့လေကားပေါ်မြန်သာပြန်ခဲ့တော့ပြန်ဆုံးကြစို့နော်